ဖေစတိတ်ရှူကဘယ်ချိန်စမှာလဲ နိုင်ဝက်လောက်လိုသေးတယ်တာရဲ့ ဖေခုံနေလည်းမရှိဘူးသားတို့ကဘယ်နားမှထိုင်ကြည့်ရမှာလဲ စရိတ်ရှိုးကခုံမထားထားဘူးတာရဲ့ငါတို့သားဖမတ်တက်ရက်ကြည့်ရမှာ အဲ့ဒါဆိုခြေထောက်ညောင်းမှာဗောဖေကလည်း ဩတားညောင်းရင်ဖေဂုံးပိုးထားမှာပေါ့ကွာ အဲ့ဒါဆိုသားကိုကအလေးဖေလည်းညောင်းမှာဗော ဩဖေတွေကမညောင်းတတ်ပါဘူးငါသားတို့တစ်သက်လုံးပိုးထားလို့ရတယ် တော်ပါပြီသားမတ်တက်ရက်ပြီးတော့ပဲကြည့်တော့မယ်နော်ဖေ ဟေးလူသေးလေးဟမ်ဘယ်ကောင်းလဲငါတခင်လူသေးလေးလို့ခေါ်တာရဆဆကွာလက်လိုက်ဆွဲမှာနော်လက်လိုက်ဆွဲမှာနော်အပြောဆိုတွေဆင်းချင်းတခင်ဘာမှမကြောက်နဲ့ကိုဦးရှိတယ်ဒီလူမသားတွေခွေးနဲ့ပြိုင်မကိုက်ရဲဘူးစိတ်ချအရင်ကဘယ်ချိန်ပြန်လုံးမယ်မှမသိတော့ဘေးရင်ဟောတဲ့ကျုပ်လိုကြောင်ရှိဖော်တောင်တိုက်အောင်ဆင်းထိုင်နေရပြီဘယ်ချိန်ပြန်လုံးမယ်ဆိုတာကျုပ်လိုမုတ်စိတ်မွေးရှိတဲ့ကြောင်ရှိဖော်တောင်မသိဘူးခင်ဗျားတို့ကဘာတွေမလို့တော့တနေ့ကုန်ထိုင်ပြီးတစိမ့်စိမ့်ကြည့်မပိုင်ဆိုင်ရပေမဲ့အဝေးကနေငေးကြည့်ုံနဲ့ခြေနဲ့နေသူကမတ်မြောက်ရဲ့အဲ့တပေါက်တော့ရှိတယ်အဲ့တပေါက်တော့ရှိတယ်အန်ဒီအန်ဒီမပူနေတော့ကျွန်တော်ရောက်လာပြီအန်ဒီအိမ်ချမ်းသာပြီအန်ဒီအိမ်ဒီနေ့ကစားပြီစီကွာလက်လာပါတိုးတက်ပြီ နောက်ကလူတွေလာကြအောင် လောလောဆယ်ပါစားစားရှိလေအန်ဒီအိမ်မှာ ဘယ်သူမှ ကျွန်တော်ရှာမယ်ကျွန်တော်စားချင်နေရအောင်ကျွန်တော်ရှာမယ်အန်ဒီမောင်နဲ့ကျွန်တော်ထွက်သွားမှာပြီးရင်ကျွန်တော်ထွက်သွားမယ်ကျွန်တော်ပြီးရင်ထွက်သွားမှာ အမလေးမွဲနေပါနဲ့ဆိုဖုတ်ကအိမ်ပေါ်တက်လာတယ်တော့ရောက်နေလိုက်ကြရောက်နေကျွန်တော်တောင်ဘက်ကိုပြေးနေတာတောင်ဘက်ကိုလိုက်မြောက်ဘက်ကိုမလိုက်နဲ့ငါတို့ကမြောက်ဘက်ကိုလိုက်နေတယ် ရောက်နေတောင်ဘက်ကိုလိုက်ရုံကတောင်ဘက်ကိုပြေးတာတဲ့တောင်ဘက်ကိုလိုက်ရောက်နေလိုက်ပြီးတော့မယ်လိုက်ကြ ရောက်နေမြောက်ဘက်ကိုလိုက်နဲ့တောင်ဘက်ကိုလိုက် ဟာသူကပက်လက်တွေပြေးနေတာလိုက်ချင်တယ်ပဲလိုက်